ဒါကဘသူကိုကိုးကားပြီးပြောရမှန်းမသိတဲ့စာပါဘသူနာမည်ကိုရေးယူပြီးပြောပြရမလဲမသိဘူးဘသူပခုံးကိုဖတ်ပြီးပြောပြရမလဲပေါ့ငယ်တုန်းကစာရေးတယ်လို့ဒဏ္ဍာရီလေးပေါ့မပြောတာမျိုးလည်းမဟုတ်ဘူးကျွန်တော်ပြောညံ့နေတာမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့အရာရာကိုလက်လျှော့လိုက်ချင်ပါပြီအိမ်မက်တွေဟာလည်းမက်နေရင်ကပဲဝေဝါးပြောက်ွယ်လာတာပဲတသက်လုံးရှိမယ်ဆိုတဲ့လူတွေလည်းတဖြည်းဖြည်းခွဲခွာသွားကြတာပဲတယောက်ယောက်ကိုမှပြောပြစရာမရှိနေတဲ့အခါနှကန်းကိုတင်းတင်းစေပြီးအဆင်ပြေပါတယ်ပေါ့နေ့စဉ်စိတ်ပင်ပန်းမှုတွေဖြစ်ချင်ပြီးတဲ့ဆန္ဒတွေပိုင်ဆိုင်လိုတဲ့အိမ်မက်သေးသေးလေးတွေကိုယ်တိုင်စူးစမ်းမှရမယ်ဆိုတဲ့အသည့်နဲ့စူးစမ်းရင်လက်လျှော့ခြင်းမိလာတယ်လူငယ်ဘဝလူတစ်ယောက်ရဲ့အသက်နဲ့သူ့အသက်နဲ့ညီမျှတဲ့ပျော်ရွှင်မှုမျိုးသူ့အသက်နဲ့ညီမျှတဲ့လွတ်လပ်မှုမျိုးကျွန်တော်လိုချင်ခဲ့မိသေးတယ်အသက်တွေကတဖြည်းဖြည်းကြီးလာမယ်ငါတို့ငယ်ငယ်တုန်းကဆိုတဲ့စကားတွေပြန်ပြောကြတဲ့အခါမျက်ရည်တွေမပါချင်ဘူးတက်ပြင်းတွေမချလိုက်ချင်ဘူးဘယ်နေရာဘယ်လိုအနေထားမှာပဲဖြစ်ဖြစ်ကျွန်တော်အဆင်ပြေပါတယ်လို့မဖြေချင်တော့ဘူးကျွန်တော်တကယ်အဆင်မပြေတဲ့အရာတွေကိုမပြေဘူးလို့ပြောပြခွင့်ရချင်တယ်ကျွန်တော်မလုပ်ချင်တဲ့အရာတွေကိုကျွန်တော်မလုပ်ချင်ဘူးလို့ပြတ်သားပစ်ချင်တယ်လူတယောက်ပြောမှုတဲ့စကားလိုပေါ့ကျွန်တော်ကိုယ့်အတွက်ကိုကြည့်ချင်တယ်ဘယ်သူမှမရှိလဲဖြစ်တယ်ဆိုတဲ့အချိုးဟာဘယ်သူမှမရှိလို့ကျင့်သုံးလိုက်ရတယ်ဆိုတဲ့အကြောင်းအနားမှာတယောက်ရှိလာခဲ့တဲ့အခါတိမ်ငယ်စွာပြောပြခြင်းမိသေးတယ်ကိုယ်ခံစားချက်ကိုဘယ်သူနားလည်ပေးနိုင်မလဲမရှာတော့ဘူးရှာကြည့်ခဲ့သေးတယ်ဘယ်သူမှမရှိမနေတာမရှာတော့ဘူးပဲပြောရတော့မှာပေါ့ကိုယ်အိမ်မက်တေးသေးလေးတွေကိုကိုယ်အလေးထားရတဲ့သူစီပြောပြပြီးဖြည့်ဆည်းစေခြင်းလေဘာပဲဖြစ်ဖြစ်ကိုယ်တိုင်စူးစမ်းပြီးမှရလာမယ့်အခြေအနေတွေပဲရှိခဲ့တယ်အခုနောက်ပိုင်းအိမ်မက်တွေမမက်ချင်တော့ဘူးဘာဖြစ်ချင်လဲဘာလုပ်ချင်လဲရှိမနေတော့ဘူးအရန်ပင်မဲ့ရတယ်လေဘာမှမဖြစ်ချင်တော့တဲ့အခါဘာမှမလုပ်ရတော့ဘူးဘယ်စူးစမ်းအားထုတ်မှုမှအရေးမပါလာတဲ့အခါဘာမှမစူးစမ်းတော့ဘူးဘဝကိုစိတ်ပြက်လက်ပြက်ဖြတ်တန်းပစ်လိုက်ချင်တာပါပဲနေ့ရက်တွေကုန်လာမယ်လတွေကုန်လာမယ်နှစ်တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာမယ်ဒီလိုနဲ့အသက်တွေကြီးလာမယ်ဘယ်ဖြစ်တည်မှုမှစောက်ရင်းမပါတော့ဘူးလို့တွေးပြီးဘဝတစ်ခုကိုလွယ်လွယ်ကူကူအဆုံးသတ်ဖို့မျှော်လင့်တယ်ဒါပါပဲ